မင်္ဂလာပါကျွန်တော်နာမည်ဦးသူရိန်ချူပါ Microfinance Consultant အနေနဲ့အလုပ်လုပ်ပါတယ်ကျွန်တော်တို့အခုဒီနေ့ knowledge sharing အနေနဲ့ဝေမျှခြင်းတဲ့အကြောင်းအရာကတော့စိုက်ပျိုးရေးချင်းငွေ agree loan အကြောင်းဖြစ်ပါတယ်agree loan အကြောင်းကိုကျွန်တော်အဓိကအချက်ကြီး၅ချက်နဲ့ကျွန်တော်အတူချုပ်ဝေမျှပေးသွားပါမယ်ပထမတစ်ခုကတော့ကျွန်တော်တို့Microfinance အဖွဲ့အစည်းတွေမှာစိုက်ပျိုးရေးချင်းငွေဆိုတာရှိပါသလားပေါ့နော်အဲ့တော့ရှိပါသလားလို့ပြောမယ်ဆိုရင် Microfinance အဖွဲ့အစည်းတွေမှာစိုက်ပျိုးရေးချင်းငွေဆိုပြီးတော့ရှိပါတယ်သို့တော်လည်းကျွန်တော်တို့ Microfinance အဖွဲ့အစည်းအားလုံးတော့စိုက်ပျိုးရေးချင်းငွေမပေးကြပါဘူးတချို့အဖွဲ့အစည်းတွေကတော့စိုက်ပျိုးရေးချင်းငွေပေးတယ်တချို့အဖွဲ့အစည်းတွေကတော့စိုက်ပျိုးရေးချင်းငွေမပေးပါဘူးအခြားအယောင်းဝယ်နဲ့ဝန်ဆောင်မှုထုတ်လုပ်မှုလုပ်ငန်းမျိုးတွေကိုသာလျှင်ပေးကြပါတယ်နံပါတ်1အနေနဲ့ Microfinance အဖွဲ့အစည်းမှာဘယ်သူတွေကစိုက်ပျိုးရေးချင်းငွေတွေကိုလျှောက်ထားပိုင်ခွင့်ရှိတယ်လဲပေါ့နော်အဲ့တော့ဘယ်သူတွေကစိုက်ပျိုးရေးချင်းငွေလျှောက်ခွင့်ရှိတယ်လဲဆိုရင်ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်နေတဲ့သူတွေဒီကျွန်တော်စိုက်ပျိုးရေးချင်းငွေကိုလျှောက်ထားပိုင်ခွင့်ရှိပါတယ်အဲ့တော့စိုက်ပျိုးရေးချင်းငွေလို့ပြောတဲ့အခါမှာစိုက်တာပါတယ်လို့ကျွန်တော်တို့မွေးမြူတဲ့လုပ်ငန်းတွေလည်းပဲစိုက်ပျိုးရေးချင်းငွေအောက်ထဲမှာပါပါတယ်အဲကြောင့်မို့တချို့ကစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်စိုက်တယ်ဥပမာစပါးပြောင်းပဲစသည်ဖြင့်ကိုယ်တိုင်စိုက်ပျိုးတဲ့တီးနှံပေါ်မှာမူတည်ပြီးတော့စိုက်ပျိုးရေးချင်းငွေ agree farming အတွက်ချင်းငွေရှောက်တဲ့သူတွေရှိသလိုတချို့ကလည်းစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်စိုက်ပျိုးတာရှိတယ်သို့တော်လည်းအဓိကရောင်းဝယ်တာကိုအဓိကလုပ်တယ်ဒါမျိုးတွေလည်းရှိပါတယ် agree trading ပေါ့အဲ့တော့ agree trading အတွက်လည်းပဲကျွန်တော်တို့စိုက်ပျိုးရေးချင်းငွေအနေနဲ့ပေးပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ livestock ပေါ့နော်အဲ့တော့မွေးမြူရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ Microfinance မှာကြက်မွေးတယ်ဘဲမွေးတယ်စိတ်မွေးတယ်ဝက်မွေးတယ်အစရှိသည်ဖြင့်ငါးမွေးတယ်စသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးမွေးမြူရေးလုပ်ငန်းတွေအတွက်လည်းMicrofinance အဖွဲ့အစည်းတွေမှာကျွန်တော်တို့စိုက်ပျိုးရေးချင်းငွေအောက်ကနေကျွန်တော်တို့ချင်းငွေတွေလျှောက်ထားခွင့်ရှိပါတယ်အဲ့တော့ကျွန်တော်နံပါတ်3အနေနဲ့ကျွန်တော်တို့ဒီ agree farming ပေါ့နော်အဲ့တော့ကျွန်တော်တို့ agree farming လို့ပြောတဲ့အချိန်မှာစိုက်ပျိုးရေးချင်းငွေမှာဆိုရင်အဓိကစိုက်ပျိုးသီးနှံတွေဖြစ်တဲ့စပါးတို့ပဲတို့ပြောင်းတို့အတွက်ချေးတဲ့လူတွေရှိသလိုတချို့ကတော့ရာသီပေါ်သီးနှံအတွက်ချေးတဲ့သူတွေလည်းရှိပါတယ်ဥပမာအဖြစ်ရာသီပေါ်သီးနှံဖြစ်တဲ့ကစွန်းတို့ချမောင်တို့ရုံးပရီတို့ပဲတောင်ရှည်တို့စသည်ဖြင့်ပေါ့နော်ရာသီပေါ်သီးနှံတွေအတွက်ချင်းငွေချေးတဲ့လူတွေရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီစားတဲ့ကွန်းပေါ့နော်ကွန်းရွက်စိုက်ပျိုးရေးအတွက်ချင်းငွေချေးတဲ့လူတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အခါမှာချင်းငွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တီးနှံပေါ်မှာမူတည်ပြီးတော့ချင်းငွေပမာဏမတူတာရှိသလိုအဖွဲ့အစည်းလိုက်သတ်မှတ်ထားတဲ့ချင်းငွေပမာဏကလည်းဧကပေါ်မှာမူတည်ပြီးတော့မတူညီတာတွေရှိပါတယ်ဥပမာအဖြစ်တချို့အဖွဲ့အစည်းတွေကတော့စိုက်ပျိုးရေးချင်းငွေအတွက်ကိုတဧကကို3သိန်းပဲချေးတဲ့အဖွဲ့ရှိတယ်တချို့ကလည်းတဧကကို3သိန်းခွဲထိချေးတဲ့အဖွဲ့ရှိတယ်တချို့အဖွဲ့ကြတော့လဲစိုက်ပျိုးရေးချင်းငွေကိုအမြင့်ဆုံး10သိန်းထိပဲချေးတယ်တချို့ကြတော့လဲသိန်း40 50အထိချေးတယ်အဲ့ဒီမှာမှတချို့ကြတော့စိုက်ပျိုးရေးချင်းငွေနဲ့ပတ်သက်ပြီးတော့ငွေချေးတဲ့လူကကိုယ်တိုင်လဲစိုက်ပျိုးရေးလုပ်တယ်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အယောင်းဝယ်လဲလုပ်တယ်သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ပြန်လဲပေးဆက်နိုင်စွမ်းကလည်းကောင်းတယ်ဆိုရင်တချို့အဖွဲ့အစည်းတွေကစိုက်ပျိုးရေးချင်းငွေကိုသိန်း50 60 80 80ထိပေးတဲ့အဖွဲ့အစည်းမျိုးတွေလည်းရှိပါတယ်အဲ့တော့နံပါတ်4တစ်ခုအနေနဲ့တော့စိုက်ပျိုးရေးချင်းငွေ disbursement ပေါ့ငွေထုတ်ပေးတဲ့အခါမှာတစ်ခုနဲ့တစ်ခုမတူညီတဲ့ကွဲပြားမှုတွေရှိပါတယ်ပုံမှန်အားဖြင့်ကတော့စိုက်ပျိုးရေးချင်းငွေကိုယ်တိုင်စိုက်ပျိုးတဲ့သူတွေအတွက်တော့တစ်ချိန်ပဲเนาะသူ့ကိုချင်းငွေပမာဏ10သိန်းခွင့်ပြုတယ်ဆိုရင်တစ်ခါတည်း10သိန်းပေးလိုက်တာမျိုးရှိသလို
တချို့ကတော့သူ့ရဲ့စိုက်ပျိုးသီးနှံပေါ်မူတည်ပြီးတော့မှသူ့ကိုချင်းငွေခွင့်ပြုလိုက်တာတော့10သိန်းဒါပေမဲ့ပထမဦးဆုံးအချိန်မှာသူ့ကိုစိုက်ပျိုးရေးချင်းငွေခွင့်ပြုတာကစုစုပေါင်းခွင့်ပြုငွေ10သိန်းဒါပေမဲ့ပထမဆုံးအချိန်က6သိန်းပဲပေးတယ်6သိန်းပဲပေးပြီးတော့နောက်သီးနှံအပင်ကတော်တော်လေးကြီးလာပြီးနောက်တမြေဩဇာတွေလိုအပ်တဲ့သွင်းအားစုတွေထည့်ရမယ်ဆိုတော့မှဒုတိယအချိန်เนาะပထမချင်းငွေထုတ်ပေးပြီးနောက်3လအနေမှ4လနေမှနောက်ထပ်ကျန်တဲ့ဟလာ4သိန်းကိုထပ်ထုတ်ပေးတယ်အဲ့တော့10သိန်းကိုတစ်ခါတည်းမပေးဘဲနဲ့6သိန်းပထမတစ်ချိန်နောက်ဒုတိယအချိန်4သိန်းစသည်ဖြင့်ဒီလိုမျိုးချင်းငွေကိုနှစ်ဖြတ်ထုတ်ချေးပေးတဲ့ပုံစံမျိုးတွေလည်းရှိပါတယ်အဲ့တော့အများသောအားဖြင့်ကတော့တစ်ချိန်နဲ့ထုတ်ချေးပေးတာရှိသလိုနှစ်ကြိမ်ခွဲပြီးတော့ချင်းငွေထုတ်ပေးတဲ့ပုံစံမျိုးတွေလည်းရှိပါတယ်အဲ့တော့နံပါတ်5နောက်ဆုံးအနေနဲ့ကတော့ငွေကိုပြန်လည်ကောက်ခံတဲ့အခါမှာမတူညီတဲ့ကျွန်တော်တို့ငွေကောက်ခံမှုပုံစံတွေရှိပါတယ်အများစုကတော့စိုက်ပျိုးရေးချင်းငွေပေးထားတဲ့ဖွဲ့စည်းတွေအနေနဲ့ပုံမှန်လစဉ်ပေးထားတဲ့ငွေရဲ့အတိုးကိုကျွန်တော်တို့ငွေချေးယူထားတဲ့သူတွေရှိကနေပြန်ပြီးတော့ပုံမှန်လစဉ်အတိုးပြန်ကောက်တယ်နောက်ဆုံးချင်းငွေတက်တန်းပြည့်သွားတဲ့အချိန်ပေါ့ချင်းငွေတက်တန်း6လမှပြည့်တာရှိမယ်တစ်နှစ်မှပြည့်တာရှိမယ်ဆိုတော့အဲ့ကြတော့မှပဲနောက်ဆုံးပေးရမယ်အတိုးနဲ့နောက်ဆုံးတစ်လရဲ့အတိုးနဲ့အရင်းနဲ့ကိုပြန်ကောက်တယ်အများစုကတော့အဲ့ဒီပုံစံမျိုးလုပ်ကြပါတယ်သို့တော့တချို့အဖွဲ့အစည်းတွေမှာတော့အဲ့ဒီလိုမဟုတ်ပဲနဲ့ကျွန်တော်တို့အတိုးကိုလစဉ်မကောက်ပဲ3လတစ်ကြိမ်မှအတိုးကောက်တဲ့အဖွဲ့မျိုးတွေလည်းရှိပါတယ်တချို့ကြတော့ထူးထူးခြားခြားအဲ့ဒီလိုမကောက်ပဲနဲ့ဥပမာချင်းငွေကာလတစ်နှစ်ဆိုရင်သူကချင်းငွေပေးတော့ကအပြည့်ပေးလိုက်တယ်သို့တော်လည်းသူချင်းငွေယူထားတဲ့လူက6လပြည့်တဲ့နေ့မှာသူရခဲ့တဲ့ချင်းငွေရဲ့90%အရင်းနဲ့အတိုးကိုပြန်ဆက်ရပါတယ်ပြီးတော့မှနောက်ဆုံးနောက်ဒုတိယ6လတက်တန်းပြည့်ပြီဆိုတော့မှနောက်ထပ်ကျန်တဲ့ငွေ90%နဲ့အတိုးပြန်ဆက်တယ်ဒီလိုမျိုးချင်းငွေတိုးရင်းကိုခွဲပြီးတော့ပြန်ကောက်တဲ့အဖွဲ့မျိုးလည်းရှိပါတယ်အဲ့တော့နောက်ထပ်ပုံစံတစ်ခုကတော့ကျွန်တော်တို့ microfinance အဖွဲ့အစည်းဒီမှာရှားတယ်ဒါမဲ့အဲ့လိုမျိုးလုပ်တဲ့ဖွဲ့စည်းတွေလည်းရှိပါတယ်အဲ့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ချင်းငွေထုတ်ပေးလိုက်တယ်စိုက်ပျိုးရေးချင်းငွေကိုထုတ်ပေးတယ်ဥပမာချင်းငွေကာလ6လထုတ်ပေးလိုက်တဲ့နေ့ကနေလစဉ်အတိုးကိုလုံးဝမကောက်ပါဘူးလစဉ်အတိုးကိုလုံးဝမကောက်ဘဲနဲ့နောက်ဆုံး6လပြည့်တော့မှပဲအဲ့ဒီသူချေးခဲ့တဲ့ချင်းငွေအရင်းရဲ့စုစုပေါင်း6လရဲ့အတိုးရဲ့ကိုတခါတည်းပေါင်းပြီးတော့ကောက်တဲ့အဖွဲ့မျိုးလည်းရှိပါတယ်เนาะအဲ့တော့အနှစ်ချုပ်အနေနဲ့ပြန်ပြောရမယ်ဆိုရင်ကျွန်တော်တို့ microfinance အသင်းသားတွေအနေနဲ့ကျွန်တော်တို့ microfinance အဖွဲ့အစည်းမှာစိုက်ပျိုးရေးချင်းငွေချေးယူခွင့်ရှိပါတယ်သို့တော့တခုသိထားဖို့က microfinance အဖွဲ့အစည်းအားလုံးကတော့စိုက်ပျိုးရေးချင်းငွေပေးတာမျိုးတော့မဟုတ်ဘူးတချို့အဖွဲ့တွေစိုက်ပျိုးရေးချင်းငွေမပေးတဲ့အဖွဲ့တွေတချို့ရှိပါတယ်အများစုအဖွဲ့တွေကတော့ပေးတယ်သို့တော့အဲ့လိုပေးတဲ့အခါမှာတစ်ဖွဲ့နဲ့တစ်ဖွဲ့ပေးတဲ့ချင်းငွေပမာဏမတူပါဘူးချင်းငွေပမာဏမတူဘူးနောက်တစ်ခုကတစ်ဖွဲ့နဲ့တစ်ဖွဲ့ပြန်ပြီးတော့ချင်းငွေကိုကောက်တဲ့အတိုးအရင်ကောက်တဲ့ပုံစံမျိုးတွေလည်းမတူညီကြပါဘူးဒါကြောင့်မလို့ကျွန်တော်တို့အသင်းသားတွေအနေနဲ့စိုက်ပျိုးရေးချင်းငွေထုတ်ယူမယ်ဆိုရင်ကိုထုတ်ယူဖို့ရည်ရွယ်တဲ့အဖွဲ့အစည်းနဲ့ပတ်သက်လို့တည်တည်ချာချာကျွန်တော်တို့လေ့လာဆန်းစစ်ပြီးမှကိုယ့်နဲ့အသင့်တော်ဆုံးအကောင်းဆုံးဆိုတဲ့အဖွဲ့အစည်းကနေစိုက်ပျိုးရေးချင်းငွေထုတ်ယူသင့်တယ်ဆိုတဲ့အကြောင်းကိုknowledge sharing အနေနဲ့အနည်းငယ်အချင်းချုပ်ဝေမျှခြင်းဖြစ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်